အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြောမယ့်အကြောင်းအရာကဒီကိုယ့်ရဲ့ကွန်ပျူတာမှာဘာ printer driver တွေသွင်းထားတော့printer driver တစ်ခုကိုအလွယ်ဆုံးဘယ်လိုသွင်းမလို့ဆိုတာလေးကိုပြောပြသွားမယ်ပေါ့နံပါတ်1ကကိုယ့်ရဲ့ကွန်ပျူတာမှာဘာ printer တွေရဲ့ driver တွေသွင်းထားလို့သိချင်ရင် Windows R နှိပ်လိုက် Windows R နှိပ်ပြီးတော့ကျွန်တော်တို့ရရမယ့် command လေးက control control space printers control space printers နော် control space printer ဆိုတဲ့စာသားလေးကိုရိုက်မယ် OK ကိုနှိပ်မယ်နောက်တစ်မျိုးသွားလို့ရတာကကျွန်တော်တို့က Windows R နှိပ်မယ် control panel နဲ့သွားကျင်တော့ control ပေါ့control လို့ရေးလိုက်ရေးပြီးတော့ကျွန်တော်တို့ကဒါမျိုးတစ်ခါလေးမှတွေ့ရမယ်တစ်ခါလေးမှမတွေ့ရရင်ဒါမျိုးလေးတွေ့ရတတ်မယ်ပေါ့နော် category ဖြစ်နေလိမ့်မယ်အဲ့တော့category ဖြစ်နေတယ်ဆိုရင်ကျွန်တော်တို့က hardware and sound နဲ့ကနေမှာ view device and printer ကိုသွားမှာ view device and printer ကိုသွားလို့ရတယ်နောက်တစ်မျိုးကကျွန်တော်တို့ကဒီ category မဟုတ်ဘူးဆိုရင်လည်းကျွန်တော် left icon ထားလိုက်device and printer တွေကိုသွားလို့ရတယ်ဒီ device and printer တွေကိုသွားလို့ရတယ်ဒါကတော့ left icon ကိုရွေးတယ်ရွေးပြီးတော့ device and printer တွေကိုသွားတယ်ပေါ့ဒါဆိုလည်းဒီထဲကိုရောက်လာမှာပေါ့ဒီ device ထဲကိုသွားလိုက် device ထဲကိုဝင်device ထဲကနေမှဟိုအောက်မှာ more device and printer setting ဆိုတာရှိတယ်device ထဲကိုသွားတယ် device ကနေမှ more device and printer setting နဲ့ကိုသွားလိုက်ပေါ့ကျွန်တော်တို့လိုချင်တာကတော့ဒါလေးပေါ့ဒီမှာဆိုရင်ကျွန်တော်တို့က printer တွေသွင်းထားတယ်ဆိုရင်ဒီမှာ printer တွေရဲ့အမျိုးအစားလေးတွေပေါ်နေမှာပေါ့ဥပမာ Canon 2900ရှင် Canon 2900ပေါ်မယ်3010ရှင်3010ပေါ်မယ်Epson A3210ဆိုရင်3210ပေါ့ဒါမျိုးလေးတွေကျွန်တော်တို့သွင်းထားတဲ့ printer driver လေးတွေကိုမြင်ရမှာပါ okay အဲဆိုရင်ကိုမှာက printer က Epson A3210ရှိနေတဲ့ driver ရှာခြင်းနဲ့ဆိုရင်ကျွန်တော် download ဆွဲနည်းလေးကိုပြပေးမယ်ဘယ်လိုလုံးမလုံးဆိုရင်ထုံးစံတိုင်း browser ကိုနှိပ်မယ်ပြီးရင်ကျွန်တော်ဘယ်ထက်သွားမလို့ဆိုတော့ကျွန်တော်ရှာခြင်းတာက Epson ဆိုရင် Epson ပေါ့ Canon ဆိုလဲ Canon ပေါ့နော်Epson A3210 driver ဆိုပြီးတော့ရိုက်လိုက်မယ် download လို့ထည့်လိုက်ရတယ်မထည့်လိုက်ရတယ်ပေါ့အဲ့တော့ကိုလိုချင်တာဒီ Epson မို့လို့ Epson လို့ရိုက်တယ်A3210 driver download လို့ရိုက်တယ်ပြီးသွားရင်တော့ကျွန်တော်တို့ဒီ India ပေါ့နော် Epson India ဆိုတဲ့ website ထဲကိုဝင်လိုက်မယ်ကိုလိုချင်တဲ့ကောင်ကိုလိုချင်တဲ့ printer model ဒီမှာရွေးလို့ရတယ် Epson A3210 မဟုတ်ရင်ကျွန်တော်တို့ဘယ်လိုသွားမအောင်ဆို LCD တွေကိုပြန်သွားဖို့ LCD တွေကနေမှအမှဘလောက်ကိုရွေးချင်တာတော့ဆိုတာမျိုးလေးကျွန်တော်တို့အများကြီးပဲဒီမှာရွေးလို့ရတယ်ပေါ့ဟိုမှာ350လား3110လား3250လားပေါ့เนาะကိုလိုချင်တာကိုရှာလို့ရတယ်ကျွန်တော်တို့ကတော့ Epson A3210ဆိုတာလေးကိုနှိပ်လိုက်တယ်ပြီးတော့ရင်တော့သူ download ထဲကိုရောက်နေမယ်ကိုယ့်ရဲ့ Windows ပေါ်မူတည်ပြီးတော့ Windows 10ပဲဖြစ်ဖြစ်11ပဲဖြစ်ဖြစ်အတူတူပဲ Windows 10ပဲရွေးထား11ပဲရွေးထားဒါဒီ Windows 10ရော11အတွက်ကိုရတယ်ပြီးရင်တော့ဒီ download ဆိုတာဒီ installation guide ပဲထွက်လာမှာကျွန်တော်တို့လိုချင်တာဒီ driver down ချင်တာဖြစ်တဲ့အတွက်ဒီ driver လေးကိုနှိပ်မယ်ပြီးတော့မှကျွန်တော်တို့က scanner driver လား printer driver လား printer driver ကိုလိုချင်တာမို့လို့ printer driver ဘက်က download လေးကိုနှိပ်မယ်ပြီးတော့ရင်တော့ license agreement လေးအမှန်လေးကိုတစ်ချစ်မယ် agree ဆိုတာလေးကိုအမှန်ချစ်မယ်download ဆိုတာလေးကိုနှိပ်မယ်ပေါ့နော်လွယ်ပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ printer driver လေးကို download ဆွဲပြတာပဲဖြစ်ပါတယ်အဲ့ဒါတခြားဘာ model ပဲဖြစ်ဖြစ် printer driver အလွယ်ဆွဲနည်းလေးကိုကျွန်တော်ပြောပြတာပါအခုဆိုရင်သူ A3210 64bit ပေါ့နော်ကိုဆက်နဲ့ကြိုက်တဲ့ဒီ system architecture ဖြစ်တဲ့ 64bit တို့ကို down ပေးနေတာဖြစ်ပါတယ်ဒါပြီးရင်ကျွန်တော် driver မောင်းပြမယ်ပေါ့ okay download ဆွဲပြီးသွားပြီဖြစ်တဲ့အတွက်ကျွန်တော် browse ကိုနှိပ်လိုက်မယ်သူ့ကိုနှစ်ချက်နှိပ်မယ်Epson A3210 series လေးရွေးပြီးသားဖြစ်နေတယ် okay နှိပ်လိုက်မယ် okay နှိပ်လိုက်မယ် agree ကိုနှိပ်တယ် okay ကိုနှိပ်တယ်ဒါကတော့ထုံးစံတိုင်းပါပဲအဲဆိုတော့ तू ကမလုပ်နိုင်မအောင်ဆိုရင် printer driver လေးကိုသွင်းနေမယ်ပေါ့ပုံမှန်ကတော့ကျွန်တော်တို့ကဒီလို printer driver သွင်းပြီးပြီ printer driver သွင်းနေတဲ့အချိန်ကျမှသူက printer ကိုကြိုးမထိုးထားရင် power ဖွင့်ခိုင်းမယ် USB cable လေးထိုးခိုင်းမယ်ပေါ့အချိန်ကျမှ printer ကို power on ကြိုးထိုးလဲရတယ်အရင်ကြိုးထိုးထားလဲရတယ်ပေါ့နော်ကြိုးကိုအရင်ကြိုးထိုးထားလဲရတယ်ပေါ့ကျွန်တော်တို့ driver မောင်းတဲ့အချိန်မှာဒီလိုပေါက်လေးတွေပေါ်ပြီးဆိုမှကျွန်တော်က printer ကို power on မယ် USB ကြိုးလေးတွေချိတ်ပေးလိုက်မယ်ပေါ့တော့ကို့မှာ printer မရှိသေးဘဲနဲ့ driver မောင်းချင်တာဖြစ်လို့
printer driver လေးမောင်းခြင်းနဲ့ကိုယ်မှလည်း printer မရှိသေးဘူးဆိုရင်တော့ manual ကိုနှိပ်ပြီးတော့ LPT1 လေးပေါ့နော်အဆင်ပြေတာလေးကိုရွေးပြီး okay နှိပ်လိုက်အောင်ပဲပေါ့ဘာလို့ကျွန်တော်ဒီလိုရွေးတာတုံးဆိုရင်ကျွန်တော်မှာ printer မချိတ်ထားလို့ပေါ့နော်ကိုယ်မှာ ready printer မရှိဘူးပေါ့ printer driver ကိုကြိုမောင်းတဲ့သဘောပေါ့ printer ရှိနေရင်တော့ power ဖွင့်မယ်ကြိုးထိုးရုံပဲပေါ့လွယ်တယ်ဒါဆိုရင်တော့ပြီးသွားပြီပေါ့အတွက်ကျွန်တော် scanner ကိုလည်းထပ်ပြီး download ဆွဲပြမယ်ပဲပြန်နေလိုက်မယ်ဒါမှမဟုတ်လည်းဒီ website ပေါ့ပထမ website ထဲကိုသွားတယ်ကျွန်တော်တို့က scanner driver လေးကို download ဆွဲချင်တာမို့လို့ဒီ scanner driver ရဲ့ဘေးမှာ download လေးကိုနှိပ်လိုက်တယ်ပေါ့ဒါဆိုရင်တော့သူကဒီ Epson scan ဆိုတဲ့ scanner driver လေးကို download ဆွဲနေပြီဒါလေးကိုလည်းကျွန်တော် driver သွင်းပြမယ်ပေါ့ scanner driver သွင်းရတာပို့လွယ်ပါတယ်printer ချိတ်ထားရင်တော့ printer driver တက်မောင်းလို့ရတယ်မချိတ်ထားရင်တော့ဒီလို manual ကိုရွေးပြီးတော့မောင်းသွားတယ်ပေါ့အဲဒါဆိုထုံးစံတိုင်း scanner မောင်းနေတာမို့လို့ Epson scan ဆိုတဲ့ software လေးပေါ်မှာ double click ခောက်တယ်ဒါ extract ဖြည့်သွားတယ်ပေါ့နော် unzip လုပ်တယ်ထုံးစံတိုင်း next I accept next ဒါလေးကတော့ Epson scanner ကို driver သွင်းနေတာပဲဖြစ်ပါတယ် finish ပေါ့နော်ဒါပါပဲရဲ့ကွန်ပျူတာမှာကိုယ့်ရဲ့ Windows မှာဘာ printer တွေ driver မောင်းထားအောင်သိချင်တယ်ဆိုရင်ကျွန်တော်တို့ကထုံးစံတိုင်း Windows ကနေမယ်ပြီးတော့ control space printers လို့ရိုက်မယ် okay နှိပ်မယ်ပြီးသွားရင်တော့တစ်ခါလေးမှာတော့ဒီ more device တို့view mode device တို့သွားရတယ်ဒီမှာတော့ကျွန်တော် device ကိုပဲနှိပ်လိုက်မယ်တစ်ခါလေးမှာဒီအောက်မှာ view mode device ဆိုတာကိုထည့်နေရတယ်ပေါ့ဒါမျိုးပေါ့ mode device and printer setting ညွှန်နေလိုက်တယ်ဒါဆိုရင်တော့ကျွန်တော်တို့လိုချင်တဲ့ဒီ device and printer တွေကိုရောက်ပြီဒါဆိုရင်ကျွန်တော်တို့က Epson A310 ကို driver မောင်းထားတယ်လို့မြင်ရမယ်ပေါ့ Canon 2009အောင်မောင်းထားတယ်ဆိုလဲ Canon 2009ရောက်နေမယ်3010ဆိုလဲ3010ကိုတွေးရမှာပေါ့ okay ဒါဆိုရင်တော့ကျွန်တော်တို့ကချိုးထိုးပြီးတော့ print ထုတ်လို့ရပြီပေါ့အဲ့တော့ကြိုးထိုးထားတဲ့ power link on ထားတယ်ဆိုရင်တော့ဒီ printer ရဲ့အနေထားလေးပေါ့စာရွက်ထုတ်ရတာအဆင်ပြေပြေသိချင် printer ပေါ်မှာ right click ပြီးတော့ဘာလုပ်မအောင်ဆိုရင် printer properties printer property ကနေကျွန်တော်တို့ဘာလုပ်လို့ရအောင်ဆိုရင် print text page ဆိုပြီးတော့စာတွေမြိုက်ဖြစ်နေပေါ့ printer ကောင်းမကောင်း color တွေမှန်မှန်ကို print text page ထုံနည်းလေးပဲဖြစ်ပါတယ်ဒါဆိုရင် print text page ကိုလည်းထုတ်တတ်သွားမှာဖြစ်ပါတယ်ဒါဆိုရင် print text page ကိုလည်းထုတ်တတ်သွားမှာဖြစ်ပါတယ်ဒါလေးကိုနှိပ်အောင်ပါပဲကျွန်တော်ကတော့ printer မရှိသေးတာမို့လို့ cancel နှိပ်လိုက်မယ်ပေါ့နောက်တစ်ခုကကျွန်တော်တို့က scanner driver သွင်းထားတယ်ဒီ scanner driver ကိုဘယ်လိုကြည့်မှာတော့ပေါ့ scanner driver သွင်းထားလားပေါ့ဘာ scanner driver တွေသွင်းထားတော့ပေါ့ကိုယ့်ရဲ့ computer ကိုယ့်ရဲ့ window မှာဘာ scanner driver တွေတွင်းထားတော့သိချင်ကျွန်တော်ကတော့အလွယ်ဆုံး Photoshop ကိုဖွင့်လိုက်တယ်ပေါ့ဒီ Photoshop software လေးကိုဖွင့်လိုက်မယ် Photoshop ဘယ်လောက်ပါရှင်းမဲ့ဖြစ်ဖြစ်ဒီ scanner driver သာတွင်းထားမယ်ဆိုရင်ဒီ file နဲ့ကနေ import မှာကိုယ့်ရဲ့ scanner အမျိုးအစားလေးတွေပေါ်နေမှာပဲဖြစ်ပါတယ် Canon တွင်းထားတယ်ဆိုလဲ Canon ဟိုမှာ Light ဆိုလဲ LID ပေါ့Epson ဆိုလဲ Epson A310 ဆိုပြီးတော့ပေါ်နေမှာပဲဖြစ်ပါတယ်ဒါကကိုယ့်ရဲ့PC ကိုယ့်ရဲ့ Windows မှာဘာ scanner driver တွေတွင်းထားလုံးဆိုတာကိုတွေ့ရမှာပါဒါမျိုးလေးတွေပေါ်နေတယ်ဆိုရင်တော့ဒါဒီ scanner driver ဒီ model အတွက်ဒီ scanner driver တွင်းထားတာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်